ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့ဒီကနေ့10ရက်3လ2026ခုနှစ်အင်္ဂါနေ့မှာမှုတာဝါဒီတိုနာမတန်းဝင်းရ post တုံးဖို့တင်ထားပါတယ်သူရဲ့ post နောက်ဆုံး post မှာကျွန်တော်ကမကုတ်ဆရာတော်ဘုရားကြီးကိုကိုးကွယ်တယ်ဖះကိုမကိုးကွယ်တဲ့ပုံစံမျိုးနဲ့သူကစော်ကားတိုက်ခိုက်ထားတာကိုပဲတွေ့ရှိရပါတယ်သူအဲ့လိုမျိုးအလင်ကကြကြပြီးတော့အဲ့လိုသူထင်ရမြာတွေကိုဆွဆွဲတိုက်ခိုက်လိရှိပါတယ်ဘယ်လိုတိုက်ခိုက်ထားလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးလေ့လာကြည့်အောင်တိတော်ဆယ်လီမကုတ်ယောဂီမူတာဝါဒီရန်ကုန်လူမိုင်ကြီးဥဒ္ဒရာတို့အားသုံးပါခြင်းအမှတ်စနစ်ဥဒ္ဒရာတို့ခင်ဗျာကျွန်တော်တို့ကိုယ်ဝယ်တဲ့မြတ်စွာဘုရားသည်အရဟံသမ္မာသမ္ဗုဒ္ဓဝိဇာသရဏသမ္မာနောသူကတော်လောကဝိတုအနုတ္တရပုရိသဓမ္မတာရတိတရဒီဝမနုဿာနံဘုရောဘဂဝါဆိုတဲ့ဘုံတော်ကိုယ်ပါနဲ့ပြည့်စုံတော်မူပါတယ်ကျွန်တော်တို့ကိုယ်ဝယ်တဲ့မဲလေးတံဘိုးလေးတံနိဗ္ဗာန်ပရိယဆိုတဲ့ဆေဘာတော်တရားတော်မြတ်သည်မြတ်စွာဘုရားဟောကြားတော်မူတဲ့သက်ခါဒတန်တေတိကအာဂါလိကအေပတိကအောပနိကပြစ္ဆတံဝိရိဒပါဆိုတဲ့ဂုဏ်တော်6ပါးနဲ့ပြည့်စုံတော်မူပါတယ်ကျွန်တော်တို့ကိုယ်ရဲ့မြတ်စွာဘုရားရဲ့တပည့်တန်ဃာတော်ရှင်မြတ်ဒီဟာသုပရိဘာနာဂုံဥဒပရိဘာနာဂုံညာပရိကဘာနာဂုံတာမိတိပရိဘာနာဂုံအာဟုနေယဂုံပါဟုနေယဂုံတကိနေယဂုံဣတရိကရဏိယဂုံအနုတ္တရဘုညာကိတ္တလောကတဂုံတော်ဆိုတဲ့ဂုံတော်9ပါးနဲ့ပြည့်စုံတော်မူပါတယ်ဥဒ္ဒရာတို့ကိုယ်ွယ်တယ်မကုတ်တော်ဘုရားကြီးကတော့အားလုံးကြားခဲ့တဲ့အတိုင်းပါပဲကျွန်တော်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဆိုပြီးတော့သူတယောက်တည်းမြတ်စွာဘုရားကိုကိုးကွယ်တဲ့ပုံစံမျိုးနဲ့သူကစော်ကားတက်ခိုက်တော့တွေ့ရပါတယ်ဘုရားကုံတော်9ပါးတရားကုံတော်6ပါးတန်ခါကုံတော်9ပါးကိုသူပြောပြီးတော့ကျွန်တော်တို့ကိုးကွယ်တဲ့မကုတ်ဆရာတော်ဘုရားကြီးရဆိုပြီးတော့ကျွန်တော်ဘုရားမကိုးကွယ်ဘူးမကုတ်ဆရာတော်ဘုရားကြီးပဲကိုးကွယ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ရည်ညွှန်းပြီးတော့စော်ကားတက်ခိုက်သွားတာကိုတွေ့ရှိရပါတယ်ဘာဆက်ပြောမလဲဆိုတော့ကျွန်တော်တစ်ချက်လေးလာကြည့်အောင်သူတို့ကိုးကွယ်တယ်မကုတ်ဆရာတော်ဘုရားကြီးကတော့နံပါတ်1ရတနာသုံးပါးကျေးဇူးကိုမသိပါဘူးမြတ်စွာဘုရားကိုပင်ပိဋကယုံလူကပရဲ့ရွတ်တာယူလို့မြတ်စွာဘုရားအကုန်သိတယ်ဆိုတာတကယ်မဟုတ်ဘူးပြောတယ်ပြောတာဆိုပြီးတော့ကဲရချုပ်ချတိုက်ခိုက်ဖြစ်စည်းခဲ့ပါတယ်နံပါတ်1အားလုံးကြားခဲ့ရတဲ့အတိုင်းပါပဲနံပါတ်1မှာတည်းကယတနာ3ပါးကျေးဇူးကိုမသိပါဘူးတဲ့မြတ်စွာဘုရားကိုဘင်းတဲ့ပိဋကယုံလူအပရဲ့ရွတ်တာယူလို့မြတ်စွာဘုရားအကုန်သိတယ်ဆိုတာတကယ်မဟုတ်ဘူးပြောစဉ်ပြောတာဆိုပြီးတော့ကဲရရှုံချတိုက်ခိုက်ဖြစ်စည်းခဲ့ပါတယ်ဒါနံပါတ်1ပေါ့နော်ကိုချက်ပြောရတာပေါ့နံပါတ်1ပေါ့အဲ့ဒီနံပါတ်1မှာလေပိဋကယုံလူအဆိုတော့မဟုတ်ဆိုရဘုရားကြီးဟောခဲ့တဲ့တရားမှမရှိပါဘူးเนาะကျွန်တော်ရှေ့ပို့မှာတင်ထားခဲ့သလိုပေါ့စာကဘယ်လိုဆိုရဲဆိုရင်ဖြစ်ဒီလိုလူအနဲ့လူအအဲ့ဟာကိုကောက်ချက်ချပြီးပိဋကတ်တို့ယုံလူအဆိုပြီးသူကသူကောက်ချက်ချပြီးဆွဆွဲတိုက်ခိုက်ခဲ့တာပါပြီးရတာယူလို့ဆိုတာဘုရားဘုရားကြီးမဟောခဲ့ပါဘူးတရားအထောက်အမဲ့အချိန်မှာเนาะကျင့်ရမယ့်အချိန်မှာပြေဘုရားနဲ့ရွတ်ပြီးတော့ဓမ္မတွေเนาะအချိန်တွေကိုအလားသက်ပုံဆုံးစေတဲ့အတွက်ဒါယူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ညွှန်းတာဖြစ်ပါတယ်ပြေပဋ္ဌာန်းကိုဆိုလိုခြင်းမဟုတ်ပါဘူးဒါကိုသူကပြေပဋ္ဌာန်းကိုယူတယ်လို့သတ်မှတ်ပြီးတော့သူ့ကိုစော်ကားခြင်းဖြစ်ပါတယ်ဒါကိုလည်းတွေ့ရှိရပါတယ်နော်အဲကြောင့်ဒီမြတ်စွာဘုရားအကုန်သိတယ်ဆိုတာမဟုတ်တကယ်မဟုတ်ဘူးပြောစဉ်ပြောတာပါဆိုပြီးတော့ကဲရှုံချတက်ခိုက်ဖြစ်စည်းခဲ့ပါတယ်ဆိုတာမဟုတ်ဆိုတော့ဘုရားတရားထဲမှာသူကပြောခဲ့တဲ့နော်တရားစကားရှင်းရချပြတူနာမတောင်းချပြမိုးဆရာတော်ဘုရားဟောတာတခြားကိုဆရာတော်ဘုရားတရားတွေကိုကိုထင်ရကိုကောက်ချက်ချပြီးတော့ပေါက်က80ပြောနေတာတခြားစီပဲနော်အဲ့လိုမျိုးပြောလာတာကိုချက်ပေါ့နံပါတ်8မှာလဲဗာလဲတန်ခါသင်းခွဲတယ်တဲ့မိုးဆရာတော်ဘုရားကြီးတန်ခါသင်းခွဲလားမသင်းခွဲလားတော့ကျွန်တော်မသိဘူးကျွန်တော်သိတာကတော့ကိုညီအရင်ဖြစ်တဲ့ဆရာတော်ဦးဝိတုဒနဲ့နော်ကိုတငယ်ချင်းဖြစ်တဲ့ဒေါက်တာဦးစောတိကတို့ပြဿနာတက်တဲ့တန်ခါချင်းအဲ့ဒါကိုတော့ပြေလည်အောင်မဖြေရှင်းမဲနဲ့ညီဘက်ကလိုက်ပြီးတော့ကျော်ကန်တော်တို့ဝိပဿနာတွေပါရှောက်ရေးပြီးတော့တိုက်ခိုက်တဲ့အတွက်ပြဿနာတွေကြီးကျယ်တက်တာတော့သိတယ်အဲ့ဒါကြောင့်တန်ခါသင်းခွဲတာတုံနာမတန်ဝင်းဆိုတာကိုတော့ကျွန်တော်သိတယ်နော်ဘုရားဆရာတော်ဘုရားကြီးကိုသွားပြည့်တင်နေတယ်လက်ရှိတန်ခါသင်းခွဲတာတုံနာမတန်ဝင်းနော်အဲ့လိုမျိုးသူကစော်ကားတိုက်ခိုက်နေတာကိုတွေ့ရှိရပါတယ်ဆိုတဲ့အကြောင်းကိုအားလုံးကိုပြောကြရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တုံနာမတန်ဝင်းလဲကျမ်းမာချမ်းသာပါစေ